မင်းကဒီနေ့အချောက်တွေသွားစားမှာအချောက်တောင်လေးကျွတ်ရွရွအချောက်လေးကိုကြိုက်အယုတ်တရားလားမင်းကဒါလေးကိုဘာလို့တင်သေးတယ်ပါစားချင်ဒါလို့ဒီအိမ်မှာတက်မင်းကဒီနေ့အချောက်တွေသွားစားမှာအချောက်တွေစားမှာအချောက်တွေသားသိကျင်လားစားစော်ရလို့တောင်းအောင်မင်းစားစော်ရတော့အဆိုတော်မဟုတ်မင်းအချောက်ပဲစားမှာသားစားကျင်လားအချောက်တွေဟောလက်လိုက်သိကျင်လားလို့သိကျင်သွားမယ်အဲ့ဒါဘယ်ရည်သွားမှာဟိုကโอเคပေါ့ပါပေါ့မင်းနဲ့တူโอเคရပြီဘာမင်းကဘာလို့အချောက်ဘောနည်းနည်းတော့ရှင်းပြအောင်ဘလို့မင်းကအချောက်တောင်လေးကျွတ်ရွရွအချောက်လေးကိုကြိုက်ရွာအချောက်ဟုတ်တယ်မင်းရွာမင်းတို့ရွာလေးပဲမင်းကကြိုက်တာဘောမင်းစားမလား no မဟုတ်ဘူးဒီခေါ်လာပြီလေမင်းစားမယ်အချောက်က KS Net Station မှာလေအတီးကြောက်သားကြိုက်သွားမယ်ထိမိခွေးအတီးကြောက်တွေစားမှာဒီမှာအချောက်တွေစုံနေတော့မပြောတဲ့အချောက်ကဒါတွေဒီမှာ strawberry ချောက်မမေရဲကြိုက်တယ်ချောက်တာပြပြအောင်မေဒီမှာတခုတင်လိုက်လို့ခဏနေအောင်တာမင်းကလူနေရဲကြိုက်တယ်မင်းခဏနေသမင်းသေးကြောက်ကြိုက်တာဒီမှာဒါလေးဆိုဘူးလေးနဲ့ဒါဒဝင်းသေးမဟုတ်ပါဘူးဒါဒဝင်းသေးဟုတ်တယ်ဒဝင်းသေးချောက်ဒဝင်းငယ်လေးဒဝင်းငယ်လေးဘာပြပြဒီမှာတာယုံမလေးသေးစားမျိုးလေမမေတို့အရင်ချွဲတာလေမငါပြောကြောက်ရှိသေးတယ်ဒီမှာလူနေရပြောကြောက်ရှိသေးဒါလေးကြတော့တာရဲ့7အစုံကြောက်ဒါနဲ့လေခဏနေအောင်7တို့ကြောင်းတက်ရင်စာရေးဖို့မင်းကမသိလုံးလားဒါခဲတယ်ကြောက်6ကစုံနေနော်ဟုတ်တယ်ဘာလို့ဒီမှာထိုင်လိုက်မလဲဟုတ်တယ်အဲ့ဆိုရင်မမေကိုမမေကြိုက်တဲ့အသီးကြောက်တွေဝယ်ကျွေးလိုက်တော့ဝယ်ကျွေးမယ်ရေးရဒါပေမဲ့မမေကို6တောင်းမှုပြအောင်တော့ဝယ်ကျွေးရမယ်နော်ဘာဖြစ်လဲ6တောင်းမှုပြပါရ6တောင်းမှုပြတာနဲ့နိုဝင်ဘာလတစ်လလုံးတီးစုံ100 gram နေလက်ဆောင်ပေးနေလို့ပေါ့100 gram လက်ဆောင်လက်ဆောင်ပေးနေလို့အေးဘောဒါရက်ကွက်တရ CCTV အတော်ကြီးတွေတွေ့လေပေးဖို့ပေးလိုက်မယ်ဝယ်ကျွေးမှာနိုဝင်ဘာလတစ်လလုံးရနိုဝင်ဘာလတစ်လလုံး6တောင်းမှုပြတာနဲ့ဒီတီးစုံကြောင့်100 gram တစ်ထုပ်ကိုလက်ဆောင်ပေးနေတာ6တောင်းမှု3သိန်း2တောင်းမှုဝယ်2000ဝယ်လိုက်မယ်ဝယ်သားလိုက်ထည့်မလို့6တောင်းမှုပြောင်းဝယ်လိုက်တော့6တောင်းမှုပြောင်းဝယ်ရမယ်မမေချိုက်တွေထည့်အောင်သားချိုက်ကြီးမလုံးနဲ့မင်းချိုက်ကြီးလည်းထည့်လေ6တောင်းမှုkiwi မိမိတက်ပေးအောင်နော်အန်တီတို့ kiwi ကြောင့်ဟုတ်မပါမဖြစ်ခဲနိုင်လေဟုတ်ခဲနိုင်ပြီစားစားမရထူဖို့တော့အကြီးလေးထည့်လိုက်တာတော့ဒီလိုစားမှာဒီဘက်ထဲမှာတယောက်တစ်စိတ်လိုက်ပြီမိမိတစ်ဆက်လောက်တွက်ပေးပါအောင်ပြရနဲ့ဒီလိုမျိုးသီးစုံ100 gram ထုတ်ပြီးလက်ဆောင်ပေးပါရဲ့ရှင်ကျေးဇူးတင်ပါတယ်မင်းလေးမမေယူပါလေကျေးဇူးပါနိုဝင်ဘာလတစ်လလုံးရပါနော်ကျေးဇူးတင်ပါတယ်မိမိလာအောင်ပါပေါ့ရက်ကွက်ထဲကလူတွေပါပြောမှာသွားလိုက်ပါဦးဘေဘီချင်းလူစားနေတော့မမေနဲ့ပမွိုင်းအတိချောင်လေးရလေတရင်နဲ့တို့စားမယ်ဆိုလို့ရှိရင်လည်းစိတ်စိတ်လေးနဲ့တော်တော်စားလို့ကောင်းတယ်။ဘာလို့လဲအတိချောင်လေးတချို့စားရတာကြိုက်တယ်ဆိုလို့ရှိရင် KS Net Station ကို comment ပေးပါရစေ။ Bye bye. Thank you for watching. See you guys in the next video.